ကဲတကယ်ချင်းဖြုံးဝေဆိုကနေပြီးတော့စက္ကန့်30စပြီးမေးလို့ရပါပြီ ဘယ်လိုကူးကြမှာငါးစားတာတော့လို့ ဟမ်ချစ်လို့အာခွင့်မလေးကူးကြမှာချစ်စဉ်းစားလို့မရသေးပါဘူး စပြီးစနေပြီမ ဘာကျုံးစားပါလေကျုံးသားနဲ့ကျွန်တော်နဲ့အပြင်မှာရင်းနီးလားတကယ်ချင်းလို့ပေါင်းလာလားရင်းနီးလား ရင်းနှီးတလို့လို့မရင်းနှီးတလို့လို့ဒါပေမဲ့ကျွန်တော်ဘက်ကတော့ရင်းနှီးပါတယ် ဒါတော့ကျွန်တော်ဘက်ကလည်းရင်းနှီးပါတယ်တစ်ဖက်တစ်ဖက်ကြည့်တော့မရင်းနှီးပါနဲ့နောက်နှစ်ယောက်လုံးရင်းနှီးမယ်လေဘလို့နေရာတွေမှာစုံပြတာများလဲ ကိုကြီးရဲ့ဖိတ်တယ်မို့လို့ရင်းနှီးနေတာပေါ့ ကိုဖြိုးရပြတ်မို့လို့ရင်းနှီးနေတာဗောတဲ့ ဟုတ်ပြီ ငယ်ငယ်လေးတွေကအားပေးခဲ့ရလား တို့ထင်တာမှားပြန်ပြီအဲ့ဒါဆိုနော် အေးဘယ်လိုကြ ဟုတ်ပါပြီတက်တူတော့ရှိလားခန္ဓာကိုယ်ပေါ်မှာတက်တူရှိလား တက်တူကရှိတယ်နည်းနည်းလေး နည်းနည်းလေးရှိတယ်တက်တူရှိတယ်နည်းနည်းလေး ဘယ်နားမှာလဲလို့ လက်နှစ်ဖက်မှာပေါ့ ဟောလက်ဒီလိုလက်နှစ်ဖက်မှာပေါ့ ဘယ်ဘက်မှာတက်ပြီး ညပါပါ ဘယ်ဘက်မှာက ဟေးဝေးရန် ဘယ်ဘက်မှာကမရှိ ကဲမခိုင်လေးစက္ကန့်30စနေပြီလား အစင်းနဲ့လားမေးလိုက်တော့မယ်ကွယ်အစင်းနဲ့ ဟုတ်ကဲ့ကဲအောင်စမှတ်လို့ရပါပြီစက္ကန့်30 ဖြစ်သေးဘူးဖြစ် ကျင်းမုံလူသားကျင်းမုံလူသားကအခုကပုံစံလေးကနည်းနည်းအေးတယ်ပေါ့နော်ခုနပြောမယ်ဆိုလို့ရှိရင်ကွာဟိုဘာလဲအိုးစီလိုဘာလို့ဒီလိုမရွမနေဘူးအဲ့ဒါနည်းနည်းအေးတယ်ဒါပေမဲ့အဲ့ဒီအေးတဲ့ပုံစံကကျင်းမုံလူသားကအဲ့ဒါဟန်ဆောင်ထားတာလားတကယ်ကိုအေးနေတာလားဆိုတော့သိကျင်တယ်မှန်တိုင်းပြော အမှန်တိုင်းဖြစ်လိုက် ကျင်းမလူသားဆိုတော့မှန်လို့ပဲနေတာပါအေးတာမဟုတ်ပါဘူးအေးတဲ့လူနဲ့တွေ့ရင်အေးသားတယ်ပူတဲ့လူနဲ့တွေ့ရင်ပူသားတာပေါ့ အေးမြတွေ့အေးသူမှန်လေအမသူအမေရာဆိုပြန်တာဗော ရန်ကိုလဲတာပဲတော့စကားပြောတာအဲ့ဒါဆိုလို့ရှိရင်လေအကဝါတာ ဟိုမေးတယ်ဟိုပြက်ကိုမေးတာတွေပြန်ပြီကျုံးကဒီမှာ၄ယောက်ရှိရနော်ဒီ၄ယောက်ထဲကတယောက်ကိုကဲဆိုဘယ်သူကဲမှာလဲ အာ မင်းပြီးသွားပြီမင်းအဲ့ဒါမင်းရတော့စက္ကန့်30ပြီးသွားပြီ မင်းစင်ကြငါမေးပေးမယ် ဟုတ်တယ် ကဲကျင်းမလူသားဒီ၄ယောက်ဒုက္ခရောက်နေပြီပေါ့အသက်ကိုကဲမရတော့မယ်အချစ်ဆုံးပေါ့ခင်ဆုံးသူတန်ရောစင်အရှိဆုံးလူဒီ၄ယောက်ထဲမှာတစ်ယောက်ပဲကဲမှာဆိုသူကဲမှာလေကျင်းမလူသား ညောင်မေးတယ်လေဘေးကနေနေပါတော့သူရွေးပါသူ မနိုင်ပြောနော် တယောက်ဒီ၄ယောက်ထဲက မက်ဖွင့်ပြီးတော့တွေ့မယ်နော် ကိုကူပဲကိုကဲမှာပေါ့ မရဘူးမြ၄ယောက်ထဲတယောက်တော့ရွေးရမှာ ရအတူတူကဲလို့မရဘူး၄ယောက်ထဲကနေပြီးတော့ အပါခေါ်မှာဒီ၄ယောက်ထဲကတယောက်တော့အပါခေါ်ရမှာ ဒီ၄ယောက်တစ်ယောက်ကဲလိုက်ကျန်တဲ့၃ယောက်ကတော့သွားမှာအဲ့တစ်ယောက်ကိုပဲကဲမှာ ဆက်ပြီးဆုံးတော့မှအပြူလေးနဲ့တယောက်မှမပါဘူး အပြိုကြီးတော့ပါတယ် ဟုတ်လေအဲ့ဒီလိုမျိုးငါ928လဲချစ်လို့ရတာပဲလေ900ကြီးမှမဟုတ်တာ တယောက်တော့ရွေးရမယ်ဘယ်သူကဲမှာလဲပြော မကဲတော့ဘူး မရဘူးလေတယောက်တော့ရွေးရမယ်လေ စက္ကန့်30ပြည့်တော့မယ် ပြေတော့မယ်မြင်လို့ အဲ့ဒါမခိုင်လို့ပဲကဲလိုက်ပါမယ်မခိုင်လေးကမေးလို့ပါ မခိုင်လေမဖြစ်တယ် မခိုင်လေးဘာဖြစ်လဲ မခိုင်လေးကမေးလို့ပါ မခိုင်လေးကမေးလို့ပါမခိုင်လေးကမေးလို့ပါမေးလို့ မေးလို့ကဲလိုက်အနာဘာနာနဲ့ ဒါရှောင်းတာဒါရှော့တာ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  ဒါဆိုလို့ရှိရင်ကျင်းမလူသားလေအကတွေပါလေကတတ်လားဆိုအဲ့လို dance တွေပါလေကျွမ်းလား အခုနကမမြင်လိုက်ဘူးလား ခုနမြင်တာတော့ဟုတ်တယ်လေဒါအခုဒီအတွက်ကိုကျင့်ထားလို့ပဲရတာလားဒါမှမဟုတ်လို့ချင်းအပြင်မှာကလေးကိုကတတ်နေရလားမင်းကဖျက်မလေ ဒီပေးရင်ကောက်တတ်တာပေါ့ အဲ့လိုမကျွမ်းဘူးပေါ့တိတ်မကျွမ်းဘူးပေါ့လို့လား အဲ့ဒါကမခိုင်လေးကကျွမ်းတယ်လို့တင်လေကျွမ်းပါလေ ကျင်းမလူသားအိမ်တော်ပြုမယ်ဆိုလို့ရှိရင်မိန်းကလေးကိုယူမှာလားဟုတ်ပါ ဩအေးရောယူမယ်တော့မေးလို့ လကားပြောတာဘယ်လိုခေါ်မလဲတွဲမယ်ဆိုလို့ရှိရင်အစိုးရတွေကတွဲမှာလားသရုပ်ဆောင်တွေကတွဲမှာလား ချစ်တဲ့လူနဲ့ပဲတွေးမှာ တိတဲ့လူကဘယ်လောကတွေကလဲ ဘယ်မှာပဲဖြစ်ဖြစ်ပေါ့နဲ့ဒီရောက်ဆိုရင်လည်းတဲမှာပဲ မရဘူးလေဖះမှာလေဘယ်လောကပဲမရအောင်တခုပဲပြောအနုပညာလောကတွေဟိုအစိုးရလောကတွေကလားရုပ်ရှင်လောကတွေကလား ဒီလောကတွေကပါ အပြင်အားတဲ့ကဲဟုတ်ကဲ့ပါစက္ကန့်30ပြည့်သွားပြီအမကျေးဇူးများတင်ပါတယ်တော့ဒီပုံအနေထားကိုကြည့်ရအမသူဘယ်လိုလဲဆိုတော့ကွင်းသိသွားပြီကျွန်တော်သိရ ဟမ် အမရဲ့ဆောင်ကျွန်တော်ယုံကြည်ပြီးသားနော် ကျွတ်နေရလား ကျွန်တော်တရုတ်ဆောင်နယ်ပယ်မှာဆိုတာဒါနယ်ပယ်အတိအကျနော်တကယ်တက်တိပညာရှင်တွေကိုခေါ်ထားတာလေ ဟုတ်တယ်လေ စလာတွေက ဟမ် အကယ်ဒမီလေအကယ်ဒမီခိုင်သိန်းကြီးတေအောင်တေဝေါမယ်လောက်နဲ့ ဟု လား တ်ဘူးငါပထမအလင်းရောင်လို့ထင်တာအခုအလင်းရောင်လို့မထင်တော့ပြန်ဘူးငါတယောက်ကိုထင်နေပြန်ပြီ အခုအမောင်အောင်ဖြစ်သွားပြီ လင်းရောင်မဟုတ်တော့ပြန်ဘူးဒါနောက်တစ်ယောက်ပြန်ထင်ပြန်ပြီငါ ကဲအဲ့တော့ ကဲဒီဒီ ဘဲပြီနော် ရှာလော့ဒီ ညီမလေးစမယ်နော်စက္ကန့်30မေးမလားတိုင်ပင်မလား မေးပါ โอเคမေးမယ်ဆိုမေးလို့ရပြီ အခုဝါကျွတ်ပြီဆိုတော့ပွဲတွေဆက်နေမှာပေါ့ ကျွန်တော်ပွဲကအရင်လာမှာပါမင်္ဂလာပွဲ ဘယ်တော့လဲလို့ ဖိတ်တာပို့လိုက်ပါမယ် ပေးဒီ၄ယောက်စလုံးဖိတ်မှာလားအကုန်လုံးဖိတ်မှာ အဲ့မှာလားပြော အကောင်လုံးကိုဖိတ်ပါမယ် အဲ့မှာမင်္ဂလာဆောင်မှာဘာတွေချက်ကျွေးမှာလဲဘာစာကျွေးမှာဥပမာမွန်စာကျွေးမှာလားထိုင်းစာကျွေးမှာလားဗမာစာကျွေးမှာလား အဆောင်တော့ကျွေးမှာ အ
ဟမ် ဟေးဝင်ရလားမေးလိုက်နင်အမျိုးတော်နင်တို့နေမသိဘူး အားပဲ အေးဝင်ရင်ကြီးလားမသိဘူးနော် ဟေးအမျိုးတော်မှလားမသိဘူးအမျိုးလားမသိဘူးဟေးဟုတ်လားဖြစ်နေဦးမယ်နော်ဟုတ်လားတို့မျိုးလားမဟုတ်ပါဘူး तू မနေ့ကသူတို့မနေ့ကချစ်ဆိုနေတယ်တဲ့ကြားတ ဖြ ယ် စ်နိုင်မဖြစ်နိုင် ညီမလေး29စက္ကန့်ရှိနေပြီ ဟုတ်တယ်ဒီတော့ခံအောင်မယ်ဆိုနေဒီက ထိုင်အောင်မလားနေပါတော့အမျိုးတည်းကမခေါ်ပါနဲ့တော့ တော့မေးရတော့မကန်လေဟိုရင်လားမသိဘူးနော်လို့ မေးဦးမှာလား ဟမ်မေးပါဟိုကလေဟိဆက်တာဝါသနာပါတယ်ပေါ့ ပါပါတယ် ဟာလားဟိုဂီတဆိုလို့ရှိရင်ဘာကိုပိုဝါသနာဂီတတီးရကြိုက်လားပီယန်နိုတီးရကြိုက်လား အကုန်လုံးကိုကြိုက်ပါတယ် ဟေး six pack တွေနဲ့တယောက်လားမသိဘူးနော် ဟမ် six pack တွေရှိရတယ်တူတယ် သူလဲထွန်းလား အာဟာ ငိမ့်တော့လား ငိမ့်တော်မဟုတ်ဘူး ဟေးသေကြပြီနော်သူဒါပေမဲ့မဟုတ်ဘူးဟိုဟင်းဝင်ရရက်ရှိတယ် ဒါလည်းရှိရပဲ ကဲစက္ကန့်30ပြည့်သွားပါပြီ ဟင်းဝင်ရမဟုတ်ဘူးဒါ ဟင်းဝင်ရမဟုတ်လားဟုတ် ညီလေးထွန်း ညာ အဲ့တော့မေးဖို့အတွက်မေးခွန်းနေအစင်းသင်းဖြစ်ပြီလား ဖြစ်ပါပြီ ချင်းမလူသားလည်းအစင်းသင်းဖြစ်နေပြီဆိုညီလေးစက္ကန့်30စပြီ ဒီမလူသားကဖះလားဖားလားနိုင်တာမဟုတ်ဖះသွားတာကြိုက်တဲ့လူကဖား ရတယ်ဘာလဲရတယ် ဟောဖះလေးရတယ်အဲ့ဒါအရှိလားအဖက်လား ဖះရှိခိုးပြီးမှဘာသွားပါလဲ ဟုတ်ပြီပထမဦးဆုံးရုပ်ရှင်ရိုက်ရတဲ့ကားနာမည်ကတစ်လုံးနဲ့မလားနာမည်ညဆိုတဲ့နာမည်အဲ့လိုမျိုးတစ်လုံးနဲ့ဟုတ်တယ်မလား တားနာမည်ကဦးတဲ့ โอเคအဲ့တော့အစိုးရလားတေးဥဆောင်လား မင်းသားမဟုတ်ပါဘူး မင်းသားမလုပ်ပါဘူးတဲ့ အဲ့တော့မနေ့ကမှဂျင်မှာတွေ့ထားသေးရဟုတ်တယ်မလား ဟုတ်ကဲ့ 6ဖြီနေရ အဲ့ဒါမဟုတ်အဲ့ဒါမဟုတ်ဘူး ကိုတော့ပြီးမဲ့ပြီးသမီးလေးကိုမေ့သွားပြီလား မမေ့ပါဘူးဒါဘီကာလားဒါဘီကာကိုမေ့လိုက်9နှစ်ရှိသွားပြီဒါဘီကာကိုမေ့တာ သမီးနဲ့အမျိုးတော်မဲ့ဆိုမဟုတ်တော့ဘူးအချက်ထွက်ကွယ်နေဦးမယ် တက်ကြီးပိုင်းလားတက်ငယ်ပိုင်းလားအရွယ်ကအသက်က တက်လက်ပိုင်းလို့ပြောလိုက် တက်လက်ပါဟုတ်မကန်ရချစ်တယ် ဟမ် တက်ကြီးပိုင်းနေရလားမသိ ဟုတ်လား အကျန်ပေးလို့လေတက်လက်ပိုင်းလို့ပြောလိုက်ဆိုလို့ ဒါမှန်သွားလို့အရင်ချစ်သွားပြက် ဟိုမအကြံပေးလို့ဖြေလိုက်တာအဲ့ဒါသူအရန်ချစ်တယ်တဲ့အမအကြံပေးလို့တဲ့ မဟုတ်ရဲ့အမှန်ကိုပြင်မိမှာ အော်ကိုရောနဲ့ဇလန်တွေတကားမှာကောင်းကောင်းကင်တေးဥဆောင်မှုတယ်ဟုတ်တယ်မလား ဟုတ်အကုန်လုံးကောင်းအောင်လုပ်ပေးတာပါပဲ ဟမ်ဟုတ်လေတေးဥဆောင်မှုတယ်မလားလို့မေးရ သူ လေ နဲ့တေးဥဆောင်ဘူးလားတဲ့ အကုန်လုံးကောင်းအောင်လုပ်ပေးပါတယ်လို့ ဘာလို့လဲအကုန်လုံးကောင်းအောင်လို့ အေးဘာကြီးလဲ တရုပ်ဆောင်တာလေတရုပ်ဆောင်တာ ဒီမဟုတ်လူသားလေကွာ ဒီမလူသားနော် ကဲချင်းမလူသားပါရင်းကြကြိုက်တာလားတော်မန်ဂျယ်ရီကြိုက်တာလား ဒေဒီကိုကြိုက်တာ အော်တော်မန်ဂျယ်ရီကြိုက်တာဂျန်နဖာလူဘတ်ကိုကြိုက်လား ကြိုက်တယ် ဘာလို့ကြိုက်တာ သူထွန်းလို့ပေါ့ အဲရင်ပတ်ချင်းချင်းနေတယ်တို့တွေက ဂျင်မချင်းတော်တော်နီးသွားပြီ နီးပါပြီ ကိုရီနာဘူးရပဲ ဘာကြောင့်နှမျိုးပဲကြည့်ရလဲကွာ ဟုတ်တယ်လေနှမျိုးပဲရှိရတယ်ကိုရီးယားနာဘူးတွေ ကဲဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် My singer.